ပေးပါအောင်ဗျာလူမမေကလေးဘဝတွေကဖေးလို့ခေါ်ခွင့်မရခဲ့ပြီအမေပြောဆိုလို့လူလာမြောက်ခဲ့ပြီအမေပြောနေကြအဖေကြောင့်လေးတွေပွဲနွယ်ကပြောလိုက်ရှင်နေကျွန်တော်ဘဝလေးတွေမှာအဖေသာရှိရင်အဖေတန်ဝန်တွေအဖေကိုစားတန်းဖို့ပေးမယ်ဖေရဲ့သားပါငါသားဒီဖေတော်တော်အကူရတဲ့သားလို့ကိုယူဝေချောနိုင်မှာပါတရားတွေငက်ခေရတဲ့သားတယောက်ပါကဲစစရလို့ကြမွားစကုံပေါ်မှာခခဲ့ရတဲ့အဖေမေမရှိတဲ့သားသမီးတွေရဲ့ဘဝဟာပြမရှိတဲ့ရွှေကြပန်းလို့အများတကားရဲ့ကြမှာမတင်တဲ့နိုင်ဘူးလေနေခဲတဲ့ငယ်ဘဝနဲ့ကြိုးစားပြီးသားတင်ထားတဲ့ဖေဖေနဲ့မေမေအဖေရဲ့ကြည်သူတရားတွေဆက်ရှင်ပေးမလေးဖေကိုဘယ်မှာရှာရမလဲလေတမလုံးကမေစနာရီတာပြည့်စည်ခြင်းနဲ့လေဒီဘဝမှာမဆုံးနိုင်မေမေနောင်ဘဝတွေရောက်ရင်တာဘဝလေးတွေပြန်လာပေးပါဖေနဲ့မေတာတို့မိသားစုတွေတိကပါကဝကြွေးရှိရဲ့ဒီဘဝတည်ကြနေတာကြည်ပါစေလေနေစဉ်ညတိုင်းမြပြရတဲ့ဆူတောင်းရွှေမိဆုံးပါဆုံးနဲ့လူပြစ်ခွင်လေးပေးပါတော့လေမေကလေးဘဝတွေကဖေးလို့ခေါ်ခွင့်မရခဲ့ပြီအမေပြောဆိုလို့လူလာမြောက်ခဲ့ပြီအမေပြောနေကြအဖေကြောင့်လေးတွေပွဲနွယ်ကပြောလိုက်ရှင်နေကျွန်တော်ဘဝလေးတွေမှာအဖေသာရှိရင်အဖေတန်ဝန်တွေအဖေကိုစားတန်းဖို့ပေးမယ်ဖေရဲ့သားပါငါသားဒီဖေတော်တော်အကူရတဲ့သားလို့ကိုယူဝေချောနိုင်မှာပါဖေနဲ့မေရဲ့မြတ်တာတရားတွေငက်ခေရတဲ့သားတယောက်ပါကဲစစရလို့ကြမွားစကုံပေါ်မှာခခဲ့ရတဲ့အဖေမေမရှိတဲ့သားသမီးတွေရဲ့ဘဝဟာပြမရှိတဲ့ရွှေကြပန်းလို့အများတကားရဲ့ကြမှာမတင်တဲ့နိုင်ဘူးလေနေခဲတဲ့ငယ်ဘဝနဲ့ကြိုးစားပြီးသားတင်ထားတဲ့ဖေဖေနဲ့မေမေအဖေရဲ့ကြည်သူတရားတွေဆက်ရှင်ပေးမလေးဖေကိုဘယ်မှာရှာရမလဲလေတမလုံးကမေစနာရီတာပြည့်စည်ခြင်းနဲ့လေဒီဘဝမှာမဆုံးနိုင်ပေမဲ့နောင်ဘဝတွေရောက်ရင်တာဘဝလေးတွေပြန်လာပေးပါဖေနဲ့မေတာတို့မိသားစုတွေတိကပါကဝကြွေးရှိရဲ့
ဒီဘဝတည်မြနေတာကြည်ပါစေလေနေစဉ်ညတိုင်းမြပြရတဲ့ဆူရီတောင်းရွှေမိဆုံးပါဆုံးနဲ့လူပြစ်ခွင်လေးပေးပါတော့လေ